ရုပ်တရက်ကြီးနည်းနည်းလေးပြောချင်တာလေးရှိလာလို့ပေါ့နော်နည်းနည်းတွေးမိရလေးရှိလာလို့ဗာလဲဆိုတော့အခုက on-site အလုပ်တွေဒီထိုင်းနိုင်ငံမှာဆိုရင်ရှားလာတယ်ပေါ့နော်ဆိုတော့ online အလုပ်တွေကတော့ရှိပါတယ် on-site အလုပ်တွေရှားလာပေါ့နော်အဲ့ဒီဟာကိုစီးပွားကြတယ်ဆိုပြီးပြောကြလို့ပေါ့နော်ကိုက different point of view ကနေကြည့်ပြီးတော့မှပြောချင်တယ်ပေါ့နော် site တွေပိတ်သွားခြင်းရဲ့အပေါ်မှာဗာမြင်လဲဆိုတော့အခုက online shop တွေအရင်ခစ်စားလာတယ်ဒီ social platform တွေကနေရောင်းလို့ရတာတွေအရင်များလာတယ်ပေါ့နော် TikTok shop မှာဆိုလို့ရှိရင်လဲကိုက commission လေးပေးလိုက်တာနဲ့ကိုပဲကို product ကဒီဘယ်လိုပြောမလဲ reasonable price ဖြစ်တယ်ပြီးလို့ရှိရင် quality လည်းနေထားတစ်ခုတည်းရှိရဆိုလို့ရှိရင်လူကြိုက်များတယ်ရောင်းရတယ်ကြော်ညာပေးနေတဲ့သူတွေပေါ်တယ်ပေါ့နော်ဆိုတော့ commission ပေးလိုက်တာနဲ့ကိုကဝန်ထမ်းခန့်စရာမလိုတော့ဘူးလေအဲ့တော့ affiliate marketing လုပ်လိုက်တယ်ဆိုလို့ရှိရင်ပဲဝန်ထမ်းခန့်စရာမလိုဘူးချိန်လည်းမကုန်တော့ဘဲနဲ့ကိုယ့်စီကို customer တွေရောက်နေတာဖြစ်တဲ့အတွက် CM marketing ကထွေထူးပြီးမလိုတော့ဘူးပေါ့နော်ကိုယ့်အနေနဲ့ဒီ product ရဲ့ကောင်းခြင်းဆိုးခြင်းတွေကို owner ကိုယ်တိုင်ကပဲလုပ်မလားဝန်ထမ်းနဲ့ပဲလုပ်မလားဒါဆိုရင်တော့ရနေပြီးတော့ပစ္စည်း delivery ပို့ဖို့အတွက်တွေပဲစီစဉ်ရတာမှာပေါ့နော်အလားတူပဲ Shein လို့လာစားတာပြီးရင်ဒီ Facebook marketplace ပေါ့နော်အဲ့ဒီမှာလည်းဒီလိုတွေကြီးပဲပေါ့နော်ဆိုတော့နောက်ပိုင်းမှာဘယ်ဟာတွေကပို့ပြီးတော့မှအကျိုးတက်လာမလဲဆိုလို့ရှိရင် on-site အလုပ်တွေရှားတဲ့ဒီကိုဘက်ကနေပြီးတော့ transfer လုပ်ဖို့ပေါ့နော် digital marketing ဘိုင်းကိုသွားတာမျိုးပြီးရင်ဒီ editing ဘိုင်းတွေသို့မဟုတ် content creator ဘိုင်းတွေပေါ့နော်ဒါမျိုးတွေကပို့ပြီးတော့အလုပ်ဖြစ်လာပါတယ်ဒါလက်တွေ့ပြောတာပါဘာဖြစ်လို့လဲဆိုတော့ကိုလည်း TikTok shop ကိုစမ်းကြည့်ဘူးတယ်ပေါ့နော်ကိုဘာမှမဟုတ်ဘူးလက်တက်စမ်းကြည့်တာဆိုတော့ကို account လေးရဆိုလို့ရှိရင် follower လည်းအလားမရှိဘူးပေါ့နော်သုံးနေတဲ့ account လေးတစ်ကောင်ရှိပါတယ်1600လောက်ပဲရှိရပေါ့နော်ပြီးရင် video တစ်ပုဒ်ကအရင်ပေါက်နေတဲ့အခါကျတော့အဲ့ဒီ product တစ်မျိုးတည်းကပဲနေ့တိုင်းထွက်နေတာပေါ့နော်အခြား product တွေတော့မတင်ဘူးကိုကကြာလက်တက်စမ်းတဲ့အနေနဲ့ပဲတင်တာပြီးတော့ကိုကကြာအရင်လည်းကြော်ညာတတ်တဲ့သူလည်းမဟုတ်ဘူးဆိုတော့လေအရင်ကြော်ညာတတ်တဲ့လူတွေရှိတယ်အဲဒီ TikTok shop ကိုပဲတီးတန့်ဆောက်ဆောက်လုပ်နေတဲ့သူတွေဆိုလို့ရှိရင်အပြင်ဝန်ထမ်းလာစားတွေတဲ့အများကြီးရတယ်ပေါ့နော်အလောက်ကန်ရရှားပါလာတာမဟုတ်ဘဲနဲ့သူ့ရဲ့ဘယ်လိုပြောမလဲစုံစင်းပြောင်းသွားတာပေါ့နော်အလောက်ကန်က on-site မဟုတ်တော့ဘဲနဲ့ online ပေါ်တွေကလူတွေတဖြည်းဖြည်းနဲ့ပြောင်းလာကြတာပေါ့နော် online job တွေ remote job တွေအဲ့လိုမျိုးဖြစ်လာကြတာပေါ့နော်အဲ့တော့ကို့မှာလိုအပ်နေတဲ့ skill set ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့စကားပြောစွမ်းရည်ကိုဖြည့်တာတို့ပြီးရင်လူရှိထွက်ရတဲ့တတိပေါ့နော်ကိုတော့တစ်ခါလေကြာရင်ထွက်ဖို့တော့ဝင်လေးရမျိုးရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာလေးတွေကိုဒါဖြည့်ဆွတ်လိုက်မယ်ဆိုလို့ရှိရင်လေအလောက်က on-site သွားပြီးပြန်မှန်းခံစရာမလိုဘဲနဲ့ကို့မှာဖုန်းရှိမယ်ကင်မရာရှိမယ်ကွန်ပျူတာရှိမယ် laptop ရှိမယ်ဒါမျိုးဆိုရင်အလုပ်လုပ်လို့ရတာဖြစ်လာမှာပါဒါကတော့ကိုတွေးမိတာလေးကိုပြန်ပြီးတော့မှဝင်မြပေးရဖြစ်ပါတယ်ဆိုတော့အလုပ်ကန်ရှားပါခြင်းတွေအပေါ်မှာရောဒီကမီနာဆန်တော့ဘယ်လိုထင်လဲပေါ့နော် comment လေးလည်းမှတ်ခဲ့ပေးပါဦးတတာ